လန်းနှင့်အင်းတော်ဆုံးရှုံးသည့်စစ်ကောင်စီကဒေသရင်းမြို့ရွာများလေကြောင်းတိုက်ခိုက်၍ပြည်သူ40နီးပါးသေဆုံးစကိုင်းငလင်ကြီးအပြီးစစ်ကောင်စီ၏လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများကြောင့်သေဆုံးရသည့်ပြည်သူ100ကျော်ရှိလာစကိုင်းတိုင်းအင်းတော်မြို့နှင့်ချင်းပြည်နယ်ဖလန်းမြို့ကိုတော်လှန်ရေးတပ်များကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကရင်းဒေသအနီးရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိသောမြို့ရွာများကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်များအပါအဝင်ပြည်သူ40နီးပါးသေဆုံးခဲ့ရကြောင်းဒေသသတင်းရင်းမြစ်များကပြောသည်ဧပြီ9ရက်တွင်ဖလန်းမြို့ကိုချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးဧပြီ9ရက်ညနေပိုင်းတွင်အင်းတော်မြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်1စစ်ဒေသကွပ်ကဲမှုဖြင့်တော်လှန်ရေးပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ထို့သို့သိမ်းပိုက်ခံရခြင်းကြောင့်စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားရာနေရာများသာမကအနီးအနားမြို့ရွာများဒေသရင်းမြို့ရွာများအားလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့သည်